အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Moya Craft တော့ကျွန်တော်နေ့ကရေချိုးစောလိုက်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးပါဘာလာတော့မြင်တဲ့အတိုင်း drop ဆော့ပြသွားမှာဖြစ်ပါတယ် so let's goအခုတော့ကျွန်တော်ဗီဒီယိုမတင်ရတာကြာလို့တောင်းပန်ပါတယ်ဒါနဲ့ကျွန်တော် channel လေးကိုကြိုက်နေတဲ့ diet subscribe လုပ်သွားဖို့လည်းမမေ့ပါနဲ့ကျွန်တော်fruit ပေါက်မယ် fruit တွားဖောက်ပါမယ် fruit တွားဖောက်ပါမယ်ကျွန်တော်ကျွန်တော်ဖောက်တော့ပါမယ်ဖောက်ကြည့်ပါမယ်ဘာရမလဲကျွန်တော် aura လည်းလောက်တာပါကျွန်တော် level အစကနေဆော့ပြဖို့ record ရိုက်ထားလိုက်ရပါဘူးအဲ့ဒါကြောင့်တောင်းမှာပါ what the hell ပတ်စံနည်းနည်းပဲကြီးတော့တယ် no ကျွန်တော်မရတော့ဘူးကျွန်တော် fan မဖြစ်တော့မယ် fan ပြီးတော့ပတ်စံပြန်ယူမယ်အိမ်ပြန်ဦးမယ်ကျွန်တော်အခုလောလောဆယ်ကျွန်တော်တကယ်ချင်းပေးတဲ့ fruit လေးစားထားပါမယ် rocket fruit ပါတော်ဈေးကြီးရဲ့ fruit ပဲဖြစ်ပါတယ်စားပါမယ်စားကြပါဦး brother တို့ရေစားလို့ကောင်းပါတယ်ကျွန်တော် rocket fruit ကတော့စားလို့ကောင်းပါတယ်ကျွန်တော်အခု pirate ကျွန်းကိုတွားမှာဖြစ်ပါတယ်တွားပါပြီကျွန်တော်ခဏရက်ထားပါမယ်ကြည့်တာနဲ့ဗီဒီယိုချေတော့မှာဆိုလို့ပါကျွန်တော်ရောက်တော့မှာဖြစ်ပါတယ်ရောက်သွားပါပြီကျွန်တော်ဒီမှာchef ကတော့ကျွန်တော်မချသေးပါဘူးမနိုင်မိတော့ပါကျွန်တော်အခုအစိမ့်နဲ့ဆိုရင်တော့မရသေးပါဘူးကျွန်တော်အဲ့ဒါနဲ့ပဲကျွန်တော်ဘေးနားကကိုနှောက်ရက်လာပေးနေအကောင်ကိုပဲချလိုက်ပါတယ်လိုင်းကထည့်နေပါတယ်ဘာလို့တို့ရောရပါနဲ့ဟာလိုင်းကတော်တော်ကောင်းတယ်ကျွန်တော်အခုတော့ quest လုပ်ထားပါတယ်ဒီတူနဲ့ကောင်းလို့လာချပါမယ်ချရောတော့ရပါဒီကနေ့လာတဲ့ငါရဲ့3ရက်ပါစားလိုက်ရောစားရကောင်းနေမှာငါရဲ့3ရက်အဲ့ဒါနဲ့ပဲဘယ်ကနေအောင်မသိပါဘူးကျွန်တော်နာချနေပါကျွန်တော်လည်းဘယ်ရမှာပြန်ချပါတယ်ဒါနဲ့သူတို့ကပြန်ထွက်ပြေးတော့ပါတယ်ကျွန်တော်ကတော့ဒီမှာကိုယ့်အလုပ်ကိုလုပ်ပါတယ်ပြီးပါကျွန်တော်နှစ်ကောင်ပဲကျန်တော့ပါတယ်တကောင်ပဲကျန်တော့ပါတယ်ကျွန်တော်ရှော့နေပါတယ်ချပြီးရော5 minutes later ပြီးပါပြီကျွန်တော်တို့ခုနက rocket စားလိုက်ပြီးတော့အကုန်သေးကုန်ပါတယ်အခုကတော့နောက်ထပ် quest လုပ်မှာဖြစ်ပါတယ်ဒီကောင်တွေပဲတက်တော့ပါမယ်ကျွန်တော်အနီးကောင်တွေပဲ aura ထုတ်မှာကျွန်တော် aura ခဏနေထုတ်ပေးပါမယ်aura ထုတ်ပြီးတော့ပါကျွန်တော်ကအခုဆော့ရမှာဖြစ်ပါတယ်ရော့ကွာနားဟဲ့လေဘာဖြစ်နေလဲရောက်နားခဲ့ပါပါဝါကုန်နေလို့ခဏဆောင်းနေတာချရော့ကွာ aura အဆွဲ
နောက်တစ်ခါရော့ပြီးသွားပါပြီ quest ကတော့ပြီးသွားပါပြီ level နဲ့မြင့်သွားပါပြီကျွန်တော် fruit ကိုပဲနှိမ့်လိုက်ပါတယ် quest ထည့်ယူပါမယ်ကျွန်တော်အထင်တော့ဒီကောင်ကိုမချတော့ပါဘူးအနီးရောက်ကောင်ပဲချတော့ပါမယ်ပုံမြင်လို့ပါချပါရင်ဒါဆက်ရော့ကွာဒါနဲ့ပုတ်တက်ပြီရော့ဒီကတုံးမြန်ဒီတကောင်တော့တုံးမြန်ကြီးလိုက်ပါရော့တုံးမြန်သားဆန်းဒီကောင်တော့တုံးမြန်နဲ့ပဲအစိုးရရော့ကွာဒီကောင်ကျန်နေရ Oh my god သူ့ငါ့ကိုဘလောက်တော့တက်ကျင်နေလဲမသိဟာဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်ဖြစ်နေသွားပြီဟာတော့အကုန်ဘာနဲ့ပဲတကောင်ကြောက်နေရင်လည်းလိုက်မှာတော့တာလို့တကောင်မထက်တဲ့လိုက်တယ်ရော့စားလိုက်စားနေရဘုံညမေးဘုံစားဖို့လားအစစားလိုက်တော့ပြီးသွားပါပြီ level 60ဖြစ်သွားပါပြီကျွန်တော်ဒါပေမဲ့ခုနက boss ကြီးကိုတော့ချတော့ပါမယ် boss ချတော့ပါမယ်ဒါဆိုခုနကတက်ခဲသေးရဲ့ရော့ကွာသွားစားတဲ့သူကတေသွားတယ်တဲ့ဒီပါ aura တော့ပါစကေးရင်းနဲ့ကြည့်ငါစကေးချိုးထား chef ကြီးရော Oh my god ငါတေရောရောကွာဒါဆန်ရောတတိယဆန်ရောကွာဒါနာဒီပါသွားမယ်မကြေဝဲဒီတစ်ခါမသေးသေးရဘူးဘယ်ရောက်သွားအိုးမရောဝါရောသွားတော့ဒုံးလိုက်တော့ဒီမှာဘုံရောထက်ယူလာတယ်လက်ဒီအစွမ်းဒီထဲမတရားဘူးငါဆိုင်ဒီကောင်ကညံမကောင်းဘူးပဲ chef ကပြောရရင်ညံမကောင်းဘူးပဲကြောက်တော့တုံးရင်နောက်လိုက်ခဲ့မန်တင်နေဘယ်ရောအေးလိုက်တော့ကျေးကွာကိုပြန်ဝင်တော့တေကွာကိုတေးတူးနေဟာရောဝါတရားမဲဟာဒီကောင်ကြီးကတော်တော်ဟာရဲ့ဒါဟဲ့အခုကျွန်တော်တကယ်ပြောရအခုတခါမသေးစေရဘူးရော့ဟိုရော့စားလိုက်ရော့ကွာ boss လဲဒီတစ်ခါရော့ကျွန်တော်တို့ fruit တော့ဖောက်မယ်ဘာ fruit ပေါက်မလဲမသိပါဘူး Oh my god နော်ဒီမဲ့တက်တာပတ်ဆက်တက်တာလေးလိုက်စုနေခဏလေးဟိုအိမ်ထဲမှာကျန်နေဟို boss အိမ်ထဲမှာကျန်နေအေးပါမအိမ်ပြန်မယ်သွားမယ်မြောက်ကျိုးသွားမယ်မြောက်ကျိုးသွားမယ်ဟာသွားမယ်ဟေး 2,000 years later. ရောက်ပြီ teleport လာနော်ကိုကြည့်လိုက် teleport တော့
အခုလူမရှိတော့ဖောက်ရမယ်လူမရှိတော့ဖောက်ဟုတ်လူမရှိတော့ဖောက်မှာဖြစ်ပါတယ်ဘိုးတို့ရပါဖရုပေါက်မှန်ထင်တယ်မခံကြOh my god ရပြီရဒီ medical fruit တော့ကျွန်တော်ပေါက်စေဘူးပါတယ် he goes no smoky ပေါက်သွားပါတယ်တဲ့အေးပါကွာကျွန်တော် store လိုက်အောင်မယ်နောက်အပိုင်းကျမှကျွန်တော်ဒီ fruit ကိုစားပြမယ်ဒါကတော့အပိုင်း fruit ပဲအပိုင်း 2 ပဲဖြစ်ပါတယ်အားလုံးပဲကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်တော်ကိုလည်း share ပြီးတော့ like and subscribe လုပ်ပေးသွားဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးပဲနောက် video မှာတွေ့ကြမယ် bye bye